နော်အာမီဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ကလာစာပေးတော့မှာဖြစ်ပါတယ်အခုကဒီလက်ကုန်တွေဇလာစာတို့ကထုတ်တော့ထုတ်တော့မှာဖြစ်ပါတယ်ဆိုတော့အစိုးရကနေနေပြီးတော့မှနိုင်ငံတကာထောက်ပံ့တဲ့ဥစ္စာကနေရတဲ့အခွန်ကနေရတဲ့ဥစ္စာကဒါကျွန်တော်နည်းနည်းအားတည့်တော့အောင်ပြောမယ်နော်တိမ်ပေါင်9000 6000လောက်ကျွန်တော်ရင်းလိုက်ပြီသူတို့အတွက်ကျွန်တော်တို့ကတော့ဒါလုတ်ပြီဆိုရင်တော့ကျွန်တော်စနစ်ကြတယ်နော်တေးတေးချာချာကျွန်တော်လုတ်ထားတယ်အဲ့ဒါကြောင့် Chinland Government Force လို့ကျွန်တော်တို့ကချင်းပြည်အစိုးရတပ်ဖွဲ့လို့နာမည်ဖြစ်တာနာမည်ပဲခံပြီးတော့မှတောင်းမယူဘူးဆိုတာလားဆိုတော့တောင်းယူလိုက်ပါပြီအဲ့ဒါကိုကျွန်တော်ချိန်ညာချင်းတယ်ဆိုတော့စစ်တိုက်သူတို့လာစာရောသူတို့စားစိတ်ရောသူတို့ uniform ရောသူတို့ရဲ့ equipment ရောကုန်လုံးကုန်ချက်စိတ်ကဆဆငါတို့တောင်းယူရတော့မှာနော်ဒါရမှန်ကန်ပဲပပိုက်ဆံပေးရပါချီလက်ချီရောက်တော့မှာဆိုတော့အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောနေတာဆိုတော့အဲ့ဒီဆိုရင်တော့စစ်ကနိုင်ပြီစစ်နိုင်တာတခုလည်းမဟုတ်ဘူးပြဿနာနည်းမယ်အခုကမဟုတ်ဘူးပြဿနာတယောက်စစ်တိုက်တဲ့အချိန်မှာတယောက်အညီလာခံလို့မယ်ဆိုပြန်ခေါ်သွားပြီဆိုတော့အဲ့ဒီချင်းပြေဆိုတော့တပွဲလုပ်ပြီးဟေးဆိုရင်တော့ခုကပြဿနာတော့နေသွားလိမ့်မယ်စစ်လေးနိုင်မယ်ပြဿနာလည်းနေမယ်ပြီးရင်အုပ်ချုပ်ရေးနဲ့စီးကိုကောင်းကောင်းခွဲပလိုက်ပြီဒေသန္တရမှာဒေသန္တရအစိုးရမှာတက်ကမပါနဲ့ကျွန်တော်တို့ကအဲ့လိုပဲမုံချလိုက်ပြီတက်ကမပါနဲ့တက်ကတက်လို့ပြီးရင်လည်းတက်အကြီးကြီးကလည်းပဲအုပ်ချုပ်ရေးကိုသွားမကင်နဲ့နော်ရှင်းရှင်းလင်းလင်းနေစားဘာဖြစ်လို့လဲဆိုရင်တော့မြောင်လှိုင်လို့ရထုများလုပ်ရင်လေအားရှိမှမဟုတ်ဘူးလူဖြစ်သွားလိမ့်မယ်ဆိုတော့ဆိုင်းဆရာကစာရေးကြီးနော်တဘောပြောရှင်နေဆိုတော့အုံကလေးဆရာအုံကလေးဟောပါစတာပုံစံနဲ့မနေနဲ့ပါစတာလို့နေအဲ့ဒါသူကနားမလည်ဘူးအခုကကျွန်တော်တို့အရင်တော့အစခါစတဲ့တန်တရာဖေကတော့စီဦးစီချုပ်လို့ကောင်းစီဥက္ကဋ္ဌလို့ဘာလို့အဲ့လိုပဲကျွန်တော်တို့နေခဲ့ကြတယ်အဲ့ဒီဥစ္စာကကျွန်တော်အစကရေကပြောပြီးပြီလေညီအသက်အရွယ်ညီတာရဲ့အတွေ့အကြုံမရှိတာရဲ့နောက်ပြီးတော့မလိမ္မာတာရဲ့အဲ့ဒါကြောင့်ပဲကမောက်ကမဖြစ်ကုန်တာအဲ့ဒီတုန်းရဲ့ကုန်ကြခဲ့တဲ့ပိုက်ဆံကိုအခုပြန်ရချင်တယ်ဒီလားကျွန်တော် CDF တွေထောင်ချာဆမှာပိုက်ဆံတွေကပြန်ရချင်တာအဲ့ဒီတုန်းကပိုက်ဆံခုတာရှိနေဆိုရင်နော်ချီပီကတော့မလေးကောင်းလဲဒါပေမဲ့အဲ့ဒီတုန်းကတော့စနစ်မကြခဲ့တော့ပိုက်ဆံကိုမြောင်းထဲမှာတုံချကုန်ပြီအခုကျတော့မရတော့ဘူးဒါကြောင့်စနစ်ကောင်းမတီဆောက်နိုင်ဘူးဆိုရင်တော့ဘေးမှာစီးလုံးပါလေအခု ICNCC CB CPU နဲ့ CC ပေါင်းစီးဆိုပြီး